ဂျပန်တွင်သာရှိတော်ရများကျွန်တော်နံပါတ်1အနေနဲ့ကတော့၄000ပုံစံဖျဲသီးပဲဖြစ်ပါလေကမ္ဘာပေါ်မှာကျွန်တော်လုံးနဲ့ဖျဲသီးပဲရှိတယ်ထင်တော့တင်လုံးဝမှားပါမယ်ဂျပန်မှာတော့၄000ပုံစံဖျဲသီးလည်းတကယ်ကိုရှိပါလေဖျဲသီးကို၄000ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့၄000ပုံစံဘုံတွေကိုထည့်ပြီးတော့ပုံသွင်းပြီးတော့ဆက်ရတာပါဘာလို့ဖျဲသီးကို၄000ဖြစ်အောင်စိုက်တာလဲဆိုရင်တော့သူကရည်ရွယ်ချက်လေးရှိပါလေဘာလို့လဲဆိုတော့ကျွန်တော်ရေခဲတစ်တာလေးကိုဝင်အောင်ထည့်ချင်တယ်ဟုတ်ပါတယ်ကျွန်တော်လုံးလုံးကြီးဆိုရေခဲတစ်တာလေးထည့်ရခက်လို့ပါတခြား pyramid ပုံစံတို့အသေးပုံစံတို့ဖျဲသီးတွေလည်းရှိပါသေးတယ်အကယ်လို့ဒါအခုကြည့်နေလူကြီးမင်းကဒါကိုတွေ့ပြီးတော့ဖျဲသီးလေးဝယ်စားလိုက်အောင်ပါပဲလို့လုံးဝမကြံမိပါစေနဲ့ဂျပန်မှာဖျဲသီးတွေကတစ်လုံး3သိန်းလောက်ရှိပါတယ်ခင်ဗျာအဲ့ဒါကြောင့်လို့နေ့တိုင်းကျွန်တော်လိုပဲကြက်ဥနဲ့ပေးမိပါပဲစားနေရတဲ့သူတွေအတွက်ကတော့အခုဗီဒီယိုလေးကိုကြော်သွားလို့ရပါတယ်ခင်ဗျာဂျပန်နေရာမခေါက်ဆွဲရေချိုးကန်ဒါကတော့ဂျပန်နိုင်ငံရဲ့ကျွန်တော်ဟာခွန်းနဲဆိုတဲ့နေရာလေးမှာရှိရပေါ့နော်ရေချိုးကန်ကိုရာမန်ခွတ်ပုံစံလုပ်ထားပြီးတော့အထဲမှာလည်းဝက်စုပြုတ်ရည်တွေနဲ့ခောက်ဆွဲပတ်တွေပါတယ်ပေါ့နော်ဒါကိုဂျပန်တွေကသူတို့အရေးပြားအတွက်ကောင်းစေတယ်လို့ယုံကြည်ပြီးတော့ကျွန်တော်သွားဆင်ကြတယ်ပေါ့နော်အခုကြည့်နေတဲ့လူကြီးမင်းတွေထဲမှာလည်းရာမန်ကြိုက်တဲ့လူရှိရင်ကျွန်တော်သွားဆင်ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာဒါပေမဲ့ဝက်စုပြုတ်ရည်ကိုတော့မတော့မိဖို့အကြံပေးချင်ပါတယ်တချို့ကရေကန်တွေကိုရှူပေါက်တက်တဲ့အချိန်ကအခုချိန်ကြီးရှိသေးလို့ပါခင်ဗျာနံပါတ်3ကစ်ကတ်အရသာကစ်ကတ်ဆိုတဲ့ချောကလက်ချောင်းလေးတွေကဂျပန်မှာတော့တော်တော်လေးနာမည်ကြီးရပါတော့ဂျပန်မှာတော့ကစ်ကတ်ကိုအရသာမျိုးစုံနဲ့ရနိုင်ပြီးတော့အဆက်အရသာဝါဆာဘီကစွန်းဦးပြောင်းဘူးဖရဲသီးတရက်သီးမာချာအရသာစသဖြင့်မျိုးစုံရနိုင်တယ်ပေါ့နော်အခုကြည့်နေတဲ့လူကြီးမင်းရောဘယ်လိုရတာမျိုးစားကြမှာလဲခုရှိပါသေးတယ်ကစ်ကတ်ကကျွန်တော်တို့ဆောင်းဝဲဖြေကန်ဒီစားတယ်ဆိုလို့ရှိရင်ဖြေနိုင်တဲ့အယူလေးတစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့အခုကြည့်နေတဲ့လူကြီးမင်းကတော့ကစ်ကတ်လည်းမပြေနိုင်တော့ပါဘူးဒါအဲ့ဒါကြောင့်မို့လို့ကိုတိုင်းစာတိစာကြက်ပြီးတော့တွားဖြေကိုအကြံပေးချင်ပါတယ်နံပါတ်4စားစရာအတူများဂျပန်ကစားသောက်ဆိုင်တွေတော်တော်များများကဒီလိုမျိုးစားစရာအတူတွေကိုကျွန်တော်တို့ပြသထားလေးရှိတယ်ပေါ့နော်အဲ့ဒါတွေကအရန်ကိုလက်ရမြောက်ပြီးတော့တကယ်လုံးဝအစ်စ်အတိုင်းပဲပေါ့နော်အစားတောက်မြင်တာနဲ့ငကြီးကြတဲ့လူကြီးမင်းတို့ကိုဒါလေးတွေကဆွဲဆောင်နေရပါတော့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါလေးတွေတကယ်သွားမစားဘူးတော့အကြံပေးချင်ပါတော့ဘာလို့လဲဆိုတော့အဲ့ဒါတွေကကျွန်တော်တကယ်စားစရာအစ်စ်တဲ့တောင်မှပို့ပြီးတော့စီးကြည့်ပါလိမ့်မယ်နံပါတ်5ယုံကြုံကျွန်တော်တို့လွန်ခဲ့တဲ့1940လောက်တုန်းကသိပ္ပံပညာရှင်တွေကယုံတွေကိုအိုကူလိုရှိမာဆိုတဲ့ကျွန်းကိုခေါ်ပြီးတော့စမ်းသပ်မှုတွေလုပ်ခဲ့ပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့ယုံလေးတွေကိုလွှတ်ပေးလိုက်တဲ့အခါမှာတော့ယုံလေးတွေကမျိုးပွားပြီးတော့အခုတော့ကျွန်းတစ်ခုလုံးမှာယုံလေးတွေနဲ့အကုန်လုံးပြည့်နေပြီပေါ့နော်အဲ့ယုံလေးတွေကပဲကျွန်တော်နိုင်ငံခြားသားတော်တော်များများကိုကျွန်တော်ဆွဲဆောင်ထားပြီးတော့ကျွန်တော်ဂျပန်နိုင်ငံအတွက်ဝင်ငွေလေးတစ်ခုရှာပေးနေပေါ့နော်ယုံလေးတွေချစ်တဲ့ပြည်သက်ကြီးလည်းဂျပန်ရောက်လို့ရှိရင်ဒီချင်းလို့သွားလေပြီးဖို့အကြံပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာတတာ